သူ့ပေါ်မှာပင်ဆွဲလန်းနေတဲ့သူရဲ့တန်ရောစင်လွမ်းစာရိစင်ပေးပို့တာလဲရာထောင်ချီလို့ပဲချစ်စကားလာလာလေးတွေခွဲကနေကရှင်အောင်ပြန်လေကသူမပေးခဲ့ရင်တော့ခုလိုဘွားမျိုးမှဖြေနိုင်ကြခွင့်ရတစ်ခုတော့တို့ကိုပေးပါအောင်လားဟဲ့တို့ကိုပေးပါအောင်လားဟဲ့တို့လျောက်ဟာလေးတေချာတွေးတော့မှခွဲစိတ်နဲ့ဖြစ်သွားခဲ့ရဲ့အောင်ရပါတယ်ဟဲ့ငါရဲ့ခင်မင်းနာခင်မ